ကျွန်တော်မြန်မာနိုင်ငံမှာ2021ကနေပြီးရန်ကုန်2025ဒီတိုင်းတုံးနေကြတဲ့အရာလူတိုင်းရဲ့ဖုန်းထဲမှာပုံစံမျိုးစုံနဲ့ရှိနေတဲ့ဂျူသား application ဘယ်နိုင်ငံကဘာကောင်ကြီးဘယ်လိုကြီးပဲဖြစ်နေနေဒီနိုင်ငံကိုလာလို့ရှိရင်အဲ့ဒါမပါဘဲနဲ့ Facebook Instagram နဲ့ X အစရှိတဲ့ social platform တွေကို internet ဖွင့်ပြီးတော့မြန်မာလိုလုံးဝတုံးလို့မရဘဲနဲ့အဲ့ဒါရှိမှတုံးလို့ရမယ်ကြားခိုင်ပစ္စည်းတစ်ခုအဲ့ဒါပါကြီးလေပြီးတော့ဘယ်ကနေပေါ်လာလဲအကျိုးကျေးဇူးတွေရောဘယ်သူတွေရောဘယ်ချိန်တွေကအဲ့ဒီဥစ္စာကြီးကိုတီထွင်ခဲ့တာလဲဒီနိုင်ငံမှာပဲတုံးလို့ရတာအသုံးဝင်လာတာပြီးတော့တခြားဘယ်နေရာတွေမှာတုံးလို့ရသေးလဲဆိုတော့ကြာပါတယ်ဗျအချိန်ဆွဲမနေတော့ဘဲနဲ့လေကန်ဝေဖန်ရင်းနဲ့အတူတူစီးနှောလိုက်ရအောင် Hello guys တတ်တိုင်းဆိုတဲ့ channel လေးကနေပြန်ကြိုလိုက်ပါတယ်ညခုတော့ပုံမှန်ဆိုရင်တော့ကျွန်တော်ရဲ့တဖြည်းဖြည်းဖြစ်နေတိုးတက်လာနေတဲ့ဤပညာကဘာကြီးမှာအလုံးကိုအသုံးဝင်တဲ့ tools လေးတစ်ခုကြောင့်ပြပြပြီးတော့မှာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာ Facebook Instagram စတဲ့ social media အသုံးပြုမှုတွေကိုတက်တက်လိုက်တဲ့2021ခုနှစ်နောက်ပိုင်းမှာပို့ပြီးတော့ရေပန်းစားလာခဲ့တဲ့ဆက်လိုက်ကြော်လေးမောင်ဗီဒီယိုလေးဖြစ်ပါတယ်ကိုယ်စီမြန်မာတော့ဘာလို့တုံးရမလို့ခိုင်းတယ်ဖြစ်နေကြတယ်ကွာဟဲ့တော့တာငါကြောက်ငါကြောက်ယူရငါနဲ့ connection နဲ့ fearful တွေနဲ့ရှားတယ်လူတော့လုံးနေတာဟောဒီတော့လေးတော့မတီးဘူးကွာဒီတော့တကယ်ဆောက်ဖို့ပဲဟဲ့မင်းပါတော့ဘုလို့လဲကွာမေးဖေးငါမေးဖေးYou're fucking behind us, man. You are fucking, you bloody. ကဲကျွန်တော်ရဲ့ travel လေးကိုစရအောင် VPN ဆိုတာ Virtual Private Network လို့ခေါ်တဲ့ဝါဟာရရဲ့ short term ဖြစ်ပြီးတော့ကျွန်တော်ရဲ့ original internet line ကိုတိုက်ရိုက်အသုံးပြုတာမဟုတ်ဘဲနဲ့ဝေးလံတဲ့နိုင်ငံသား server တစ်ခုကိုဖျက်ပြီးတော့အသုံးပြုနိုင်တဲ့ software တစ်ခုပဲဖြစ်ပါတယ်အဲ့လို server တစ်ဆင့်ခိုင်းပြီးတော့သုံးတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ original IP address တွေ location တွေနဲ့အခြားရေးကြီးတဲ့ data တွေကို cover လုပ်ပေးထားသလိုဖြစ်ပြီးတော့ဘယ်တပ်ပါတီရမှာလဲကိုမြင်နိုင်မှာမဟုတ်တော့ပါဘူး VPN technology ကို1990ခုနှစ်ဝန်းကျင်နေမှာစတင်ပြီးဆန်းသတ်အသုံးပြုခဲ့ကြပါတယ်။ဒီတစ်ပြင်1996ခုနှစ်မှာ Microsoft နဲ့ US Robotics Company တွေကနေပြီးတော့ဥဆောင်ထုတ်လုပ်ခဲ့တဲ့ PPTPR ဆိုရင် public line တွေနဲ့ချိတ်ဆက်ထားတဲ့ internet connection တွေကိုလုံခြုံစေခဲ့တဲ့ပထမဦးဆုံး VPN တစ်ခုဖြစ်ခဲ့ပြီးတော့စီးပွားရေးလုပ်ငန်းတွေမှာအသုံးပြုခဲ့ကြပါတယ်။အဲ့ကနေမှတစ်စင်းတနေ့နည်းပညာအသစ်တွေ idea အသစ်တွေပုံမှန်ပါဝင်တဲ့ VPN software တွေကိုထုတ်လုပ်အသုံးပြုလာခဲ့ကြတာဟာအခုချိန်ထိတိုင်အောင်ပါပဲ။ VPN ကိုဘယ်နေရာတွေမှာသုံးကြရလဲ VPN ကိုဘယ်နေရာမှာသုံးလဲဆိုရင်တော့နံပါတ်1စီးပွားရေးလုပ်ငန်းတွေမှာ company ရဲ့ data တွေ file တွေကိုဝေးလံတဲ့နေရာနေပြီးတော့ company network တွေနဲ့ချိတ်ပြီးတော့ယူသုံးခြင်းတဲ့အခါ VPN ခံတဲ့အတွက် data အလွယ်တကူမပေါက်ကြတော့ပါဘူး။နံပါတ်2 public wifi တွေနဲ့အသုံးပြုတဲ့အခါ VPN ခံပြီးမှအသုံးပြုတဲ့အတွက် password ကို online backup တို့လို့ကျွန်တော်တို့အရေးကြီးတဲ့ information တွေကို hacker တွေကနေပြီးတော့ကာကွယ်နိုင်ပါတယ်။နံပါတ်3နိုင်ငံတစ်ခုတည်းရနေပဲမြင်ကြည့်လို့ရတဲ့ website တွေကိုကိုကဝင်ကျင်တဲ့အခါ VPN နဲ့အဲ့နိုင်ငံ server ကိုချိန်ပြီးတော့ဝင်ရောက်လို့ရှိကြပါတယ်။နံပါတ်4ကျွန်တော်နေထိုင်ကြတဲ့နိုင်ငံတွေရဲ့အစိုးရတွေကျောင်းတွေအလုပ်တွေကတရားဝင်ပိတ်ဝင်ထားတဲ့ website တွေ application တွေကိုသုံးချရင်လည်း VPN ကိုကြော်ပြီးတော့အသုံးပြုနိုင်ပါသေးတယ်။ဥပမာမြန်မာနိုင်ငံမှာ Facebook Instagram သုံးပြုလို့မရတဲ့အတွက် VPN ကိုခံပြီးသုံးရတယ်လို့တရုတ်နိုင်ငံမှာဆိုရင်လည်း Facebook Instagram စတဲ့ social media app တွေ Telegram WhatsApp တို့လို messaging app တွေကို ban ထားတဲ့အတွက်သုံးချင်ရင် VPN ခံပြီးတော့သုံးကြရပါတယ်ကဲဘယ်လိုလဲကိုကြီးမင်းအဖေလားငါအဖေလားပြောပါအားလုံးပဲဒီဗီဒီယိုလေးကနေပြီးတော့ VPN နဲ့ပတ်သက်ပြီးတော့မတည်သေးတဲ့ facts တွေကိုရှင်းရှင်းလင်းလင်းနဲ့သဘောပေါက်နားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဆက်လက်ပြီးတော့လည်းနီးလျက်နဲ့ဝေးနေတဲ့ဘူးသူရများစွာကိုမပြင်းမကြီးအောင်ပုပ္ပ sharing လေးလုပ်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့တက်တိုင် channel လေးကို like and subscribe လုပ်ထားပေးကြပါဦးဗျာ။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။ See you guys